ပြီးခဲ့တဲ့အပိုင်းမှာကဘာကြီးကိုကာကွယ်ဖို့အတွက်ခုံးရောက်တဲ့သူရဲကောင်းတွေဟာအောင်မြင်ခဲ့ကြပေမဲ့ဒါဟာအစပဲရှိပါသေးတယ်။အခုဒုတိယပိုင်းမှာတော့ငရဲပြည်ကအာနာရှင်ကြီးရှုတ်ခန်ကကဘာမြေကိုသိမ်းပိုက်ဖို့အတွက်ပုံမိုတောင့်တင်းတဲ့စစ်တပ်ကြီးနဲ့တိုက်ခိုက်လာပါတယ်။ဒီတစ်ခါမှာတော့ပရိသတ်တွေအချစ်ဆုံးဇက်ကောင်ဖြစ်တဲ့ Johnny Cage ပါဝင်လာပြီးခုံးရောက်တို့နဲ့အတူလက်တွဲတိုက်ပွဲဝင်မှာပါ။ကဘာမြေရဲ့ကံကြမ္မာဟာတေချင်းရှင်ချင်းကြားက Mortal Kombat ပြိုင်ပွဲကြီးပေါ်မှာတည်နေပါတယ်။ဘာကြောင့်ဒီကားကိုကြည့်တင်တာလဲ။တိုက်ခိုက်မှုအသစ်များအရင်အပိုင်းထက်ပိုမိုဆန်းသစ်ပြီးရင်သက်ရှုမောဖွယ်ကောင်းတဲ့တိုက်ကွက်တွေကိုမြင်တွေ့ရမှာပါ။ဇက်ကောင်အသစ်များပရိသတ်တွေစောင့်မျှော်နေတဲ့ Johnny Cage, Kit Han နဲ့ Jay တို့လိုဇက်ကောင်တွေရဲ့အမိုက်စားပွဲထွက်မှုတွေကိုကြည့်ရပါလိမ့်မယ်။ပိုမိုကြမ်းတမ်းတဲ့ fatality များဂိမ်းထဲကအတိုင်းအယိုးကွဲအသားစုပ်ဖြစ်သွားစေမဲ့အသေးသက်ကွက်တွေကပိုပြီးတော့အသက်ဝင်လာပါတယ်။ Scorpion needs Sub-Zero. သူတို့နှစ်ယောက်ရဲ့ရန်မျိုးကဘလို့ဆက်ဖြစ်မလဲဆိုတာကလည်းစိတ်လှုပ်ရှားစရာအကောင်းဆုံးအစိတ်ပိုင်းဖြစ်နေပါတယ်။မိကုံးချုပ်အနေနဲ့ကတော့ကဘာမြေရဲ့အတော်ဆုံးသူရဲကောင်းတွေစုပေါင်းပြီးအင်အားကြီးလွန်းတဲ့ရန်သူတွေကိုဘလို့ရင်ဆိုင်မလဲ။တစ္ဆာဖောက်မှုတွေယင်းနှီးပေးဆက်မှုတွေနဲ့အတူသူရဲတိုက်ပွဲတွေကိုကြည့်ကျင်နေဆိုရင်တော့Mortal Kombat 2ကိုမဖြစ်မနေကြည့်လိုက်ဖို့အကြံပြုပါရစေ။ကဘာမြေအတွက်တိုက်ပွဲဝင်ချိန်ရောက်ပြီး